နောက်တစ်ကြောင်းကကျတော့သူကအာကောင်အတန်နဲ့ဖတ်မယ်ပေါ့နော်အာကောင်အတန်ဆိုတော့ဂျီကိုဘယ်လိုဖတ်မလဲဆိုတော့ကโอเคဆိုတော့သူကကဆိုတော့ဒီရှာကိုအနောက်ကိုဆုပ်လိုက်ပြီးလို့ရှိရင်အာဒီနဲ့သွားပြီးတော့ထိမယ်ကအဲ့လိုလေးဖတ်မယ်နော်အာကောင်အတန်ပေါ့နော်ဟောနောက်တစ်ခုကြည့်ကြည့်ရအောင်နောက်တစ်ခုက K ကကျတော့သူကအာကောင်တမ်းပဲခအဲ့လိုလေးဖတ်မယ်နော်သူကခကွေးအတန်လို့လည်းပြောလို့ရတယ်ခနောက်တစ်ခုကကျတော့ H ကကျတော့ဘယ်လိုဖတ်မလဲဆိုတဲ့ခါကျတော့ဟရနော်ဆိုတော့ဆိုတော့ဒီထိလည်းမခက်သေးဘူးနော်ဒါဆိုရင်ဖတ်ကြည့်အောင်နော် B ကနေစပြီးတော့ H အထိဖတ်ကြည့်အောင်သူကပေါ်ဖောမောဖောတထနလကခဟ好，第一题。